ရှေးတယောခါကကပီလတိုင်းဥတရပင်စာလပီ၌ပင်စာလမင်းသည်ငါးပါးတီလာကိုမဆောင်ကိုကျင့်တရားမရှိမင်းပြူရာမင်းညီမင်းသားမှုမအရာရှိတို့မှစ၍တယောက်မျှတရားမဆောင်ငါးပါးတီလာမရှိဖြစ်လေ၏ထို့သောကိုကျင့်တရားငါးပါးတီလာမျှမကတ်ကြသဖြင့်တိုင်းသူပြည်သားတို့ဆင်းရဲပင်ပန်းကြလေ၏အမွေညီးဆဲ၍ကြီးလေးသောအခွန်အတုကိုပေးဆောင်ရသဖြင့်နေ့အခါ၌မင်းမှုထမ်းတို့ကိုကြောက်၍အိမ်ကိုစူးကပ်များကာယံကတောသူပြေးပုံနေကြစဉ်မင်းမှုထမ်းတို့လာရောက်လူရက်ကြလေ၏ည၌လေဓာပြခူးသူတို့တိုက်ခိုက်လူရက်ကြလေ၏ဤသို့အားဖြင့်တိုင်းပြည်အလုံးဆင်းရဲပင်ပန်းဒုက္ခကြီးစွာရောက်ကြရလေ၏ထိုအခါမင်းဤအပူဇော်ကိုခံရသောတီပင်ဆောင်နှင့်သည်ညစ်အချိန်လာလိုက်၍အရှင်မင်းကြီးနှင့်တကွမှုမှတ်တို့သည်ငါးပါးသောကိုကျင့်တရားကိုမဆောင်မတရားအုပ်ချုပ်သဖြင့်တိုင်းပြည်ကြီးပြက်အံ့တကယ်သို့ရှိနေချပြီတိုင်းပြည်သို့ကိုယ်တိုင်လှည့်၍ရှုတော်မူပါအောင်ငါးပါးတီလာကျင့်ဝတ်တရားများကိုလည်းမမေ့မလျော့စောင့်တော်မူပါအောင်ဟုဆို၍ကွယ်လီ၏မဲလေလွန်စွာထိတ်လန့်သဖြင့်နနက်မိုးလင်းလင်တိုင်းပြည်ကိုမှုမတ်တို့ဟာအခေ၍ပရိုဟိတ်အမတ်ကြီးနှင့်နှစ်ယောက်ချင်းရုပ်ဖြတ်ထွက်ခဲ့လေ၏ကျွားတရွာတို့ရောက်ကြသောအခါအင်ချာ၌စူးစူးသဖြင့်ထိုင်၍နှုတ်နေသောအဘိုးအိုကငါအားစူးစူး၏စီးရဲကြီးစွာရောက်ရတဲ့ကဲ့သို့ငါးပါးတီလာကိုချင်းတရားမြမဆောင်သောပြင်စာလမင်းသည်စစ်မြေပြင်၌လှန်ထိ၍စီးရဲကြီးစွာရောက်ပါစေဟုကျင့်ဆဲလေ၏ထိုစကားကိုအနီးတွင်ရောက်ရှိနေသောမင်းနှင့်ပရောဟိတ်ကြားလင်ပရောဟိတ်ကအဘဲလူအိုတင်မျက်စိမမြင်၍စူးစူးလေသည်ကိုဘယင်မင်းနှင့်အတို့ဆိုင်၍ကျင့်ဆဲပြီသည်နည်းဟုမေးလေ၏ထိုအခါအဘိုးအိုကအမောင်လူလင်မင်းသည်ငါးပါးတီလာကိုမြမဆောင်ကိုကြည့်တရားမရှိအနိုင်အထက်မင်းပြူသဖြင့်အမှုထမ်းတို့သည်ငါတို့အားလူရကြကုန်၏နေ့အခါတော၌ပုံ၍ညနေဝင်မှအိမ်သို့လာကြရသည်ဖြင့်စူးသည်စူးရခြင်းဖြစ်၏ထို့ကြောင့်ဤအပြစ်သည်မင်း၏အပြစ်မဟုတ်လျင်မည်သို့အပြစ်နည်းဟုဆို၍စူးဟုနှုတ်လိ၏ထိုအခါမင်းကြီးလေအချင်းပရောဟိတ်ထပ်၍မပြောလျင်အဘိုးအိုဆိုသောစကားသည်ဆိုသင့်သောစကားသာဖြစ်၏ရှေ့သို့သွားကြကုန်အံ့ဟုဆိုကာရှေ့သို့ခရီးထွက်ကြပြန်လေ၏ထိုနောက်အခြားရွာတစ်ရွာသို့ရောက်သွားကြပြန်လေရာထိုရွာရှိဆင်းရဲသောအမေအိုတစ်ယောက်သည်လင်မရနိုင်သောအရွယ်ရောက်သည်သမီးပြိုနှစ်ယောက်ကိုမိမိသာလျှင်တောသို့သွား၍ထင်းခွေခြင်းဟင်းရွက်ခူးခြင်းဖြင့်လှုပ်ကြွေးနေလေ၏ထိုနေ့၌အမေကြီးသည်တောသို့သွား၍ခြုံပေါ်သို့တက်ကာဟင်းရွက်ခူးသဖြင့်လိမ့်ကြရာဤမင်းရုပ်ဤနိုင်ငံ၌ငါသမီးတို့လင်မရဘဲနေရ၏အကယ်၍သာငါသမီးများလင်ရပါမူငါအားလှုပ်ကြွေးသဖြင့်ငါဤကဲ့သို့မစင်းရဲရယခုမူငါသမီးတို့လင်မရနိုင်သဖြင့်ငါစင်းရဲရ၏ငါစင်းရဲရတကဲ့သို့ဖြင်စာလမင်းသည်အဘယ်အခါမှသေးပါအံ့နည်းဟုကျိန်ဆဲလေ၏ထိုစကားကိုအနီးတွင်ရောက်ရှိနေသောမင်းနှင့်ပရောဟိတ်ကြားသောပရောဟိတ်ကဟဲ့အချိုးအချမ်းကိုမတိကျက်သောသူယုမှအဘယ်သို့လင်မင်းကတင်းဤသမီးတို့ကိုလင်ရှာပေးရအံ့နည်းဟုဆိုလေ၏ထိုအခါအမေကြီးကအမောင်လူလင်ငါသည်အချိုးအချမ်းကိုတည်၏ဤပြင်စာလော့မင်းသည်ငါးပါးတီလာကိုမြမဆောင်ကိုချင်းတရားမရှိသဖြင့်တိုင်းသည်စူးပူပစ္စည်းရကယောက်ျားများသည်တားကျွေးမှုမယားကျွေးမှုတို့ကိုမပြုနိုင်ရကအဘယ်မှလင်ငါသမီးတို့လင်ရညင်အားနီးဟုဆိုလေ၏ထိုစကားကြားလင်မင်းကြီးကအဘယ်ပရောဟိတ်ထပ်၍မဆိုလင်သူအိုမဤစကားသည်လွန်စွာမှန်လာ၏ဆိုတဲ့သောစကားဖြစ်၏ရှေ့တို့သာသွားကြကုန်အံ့ဟုဆို၍ရှေ့သို့ဆက်လက်ခရီးထွက်ခဲ့ကြပြန်လေ၏ထို့နောက်လဲသမားတစ်ယောက်လဲထွန်းရအနီးသို့ရောက်သွားကြပြန်လေ၏ထို့အချိန်၌လဲထွန်းနွားချီကိုတန်ထွန်းသွားခတ်မိ၍လဲလေရာလဲသမားကငါနွားတန်ထွန်းသွားခတ်၍လဲတဲ့ကဲ့သို့အမျိုးယုတ်ပြင်စာလမင်းသည်စစ်မီပြင်၌လှန်ထိုးမိ၍လဲပါစေတည်းဟုချိန်ဆဲလေ၏ထိုစကားကိုမင်းနှင့်
ပရောဟိတ်တို့ကြားလင်ပရောဟိတ်ကဟဲ့ယောနောစင်တော်သူယုတ်တင်နွားလဲသည်နှင့်မင်းနှင့်အတူဆိုင်သည်။ရုပ်မာစွာတကားဟုဆိုလေ၏ထိုအခါလဲသမားကအမောင်လူလင်ငါကမယုတ်မှာပြင်စာလမင်းသာယုတ်မာ၏ငါးပါးတီလမြကိုတွင်မကတ်ဤမြယုတ်မာသူသည်လောကတွင်ရှိသလောသူ၏ယုတ်မာမှုကိုချင်းတရားကင်းကွာမှုတို့ကြောင့်ထီယိုးသားပြထကြွသဖြင့်ငါ၏မယားထမင်းပို့နောက်ကြရ၏ငါထမင်းစားသဖြင့်မယားအားမျောစဉ်တန်ထုံးသွားခတ်မိ၍ငါနွားလဲရကြ၏ဤအဖြစ်သည်ပြင်စာလမင်း၏ငါးပါးတီလာမြကိုတွင်မကတ်အောင်ယုံမှမှုကြောင့်ပင်မဟုတ်လောဟုဆိုလေ၏ထိုစကားကိုမင်းကြီးကြားလျင်အဘယ်ပရောဟိတ်ထက်၍မဆိုလင်လဲသမားပြောသောစကားသည်မှန်သောစကားဖြစ်၏နောက်ထမဲလာမြန်လာလှုပ်လင်ပို၍အဆက်ကွဲလိမ့်မည်ရှေ့သို့တွားကြကုန်အံ့ဟု၍ရှေ့သို့ခီးဆက်ခေပြန်လေ၏ရွာတရွာ၌နွားနို့ညစ်သမားအနီးသို့ရောက်သွားကြစဉ်နွားနို့ညစ်နေသောနို့သက်အားနွားမာသည်ကန်ကြောက်သဖြင့်နွားနို့အိုးနှင့်တကွလဲလေ၏ထိုခါထိုသူကနွားနို့အိုးနှင့်လဲတကယ်သို့ပင်စာလာမင်းသည်စစ်မေပြင်၌တန်လက်ထီ၍လဲပါစေတည်းဟုကျိန်ဆဲလေ၏ထိုစကားကိုမင်းသည်ပရောဟိတ်တို့ကြားလင်ပရောဟိတ်ကဟဲ့မိုင်မဲသောနွားနို့တဲ့တင့်နွားကန်၍လဲသည်ကိုမင်းနှင့်အတုဆိုင်သည်မင်းကတင့်ကိုနွားနို့ညစ်ရအံလောမစီမဆိုင်ဆဲတာကဟုဆိုလေ၏ထိုခါနွားနို့တဲ့ကအချင်းလူလင်ငါဆိုသည်မဆိုင်ပေ၏မင်းသည်ငါးပါးတီလာလောင်မြကိုချင်းတရားမရှိသဖြင့်အခွန်အတော့ကြီးလေ၏ဤနွားမကိုရှေ့ကကန်ကြောက်တဲ့၍နှုတ်မညစ်ပါအခွန်တောင်းတို့ကအတင်းအဓမ္မညစ်ခိုင်းသဖြင့်ဤသို့ဖြစ်ရခြင်းဖြစ်ပါသည်ဟုဆိုလေ၏ထိုခါမင်းကြီးကအဘယ်ပရောဟိတ်တန်လေပိတ်ရှေ့ဆက်၍မဆိုလင်နွားနို့တဲ့ဤစကားသည်မှန်သောစကားသာဖြစ်၏ရှေ့သို့တွားကြကုန်အံ့ဟုဆိုကရှေ့သို့ခီးဆက်ခေကြပြန်လေ၏ထို့နောက်ရွာတရွာသို့ရောက်ကြပြန်ရာထိုရွာ၌နွားမကြီးတကောင်သည်အစာမစားရေမတောက်ဘဲထိုဤရှာဖွေအော်မီလျက်နေသည်ကိုရွာသားတို့ကဤနွားမကြီးတားနှင့်ကွဲတဲ့ကဲ့သို့ပြင်စာလမင်းလဲတားမယားနှင့်ကွဲကစစ်မြေပြင်၌ဟစ်အော၍တေးပါစေဟုကြိမ်ဆဲလေ၏ထိုစကားကိုမင်းနှင့်ပရောဟိတ်တို့ကြားလျင်ပရောဟိတ်ကဟဲ့မလီမာသောရွာသားတင်တို့နွားအောင်နေဒီကိုရှင်ဘရင်ကပါဇက်လာလေပိတ်ပေးရအံ့လောဟုဆိုလေ၏ထိုအခါရွာသားများကအဆွေလူလင်ငါတို့သည်လိမ္မာကုန်၏စင်စစ်တော်ကဤနွားမ၏ပျောက်ကြားသောကိုရှိသည့်တားငယ်ကိုမင်းမှုထန်းတို့ကတလျက်အိမ်ပြုလုပ်ရန်ဟုတိုက်၍အရေးကိုယူကြလေကုန်၏ထို့ကြောင့်နွားမကြီးသည်ပူဆွေးငိုကြွေးရခြင်းဖြစ်၏ဤဒီမှာမင်းသည်ကိုချင်းတရားဆို၍ငါးပါးတီလာမြမကတ်သဖြင့်မင်းမှုထန်းတို့တကားမရှိတားမရှိပြုကြခြင်းထစ်သည်မဟုတ်သလောဟုဆိုလေ၏ထိုအခါမင်းကြီးကပရောဟိတ်မဆိုလင့်တော့ဤရွာသားများပြောစကားသည်လွန်စွာမှမှန်၏ရှေ့ဆက်မေးလာမြန်လာလုံနေလေဤထက်ပိုး၍ခတ်လိမ့်မည်ရှေ့သို့တွားကြကုန်အံ့ဟုဆိုကာရှေ့ဆက်၍ခရီးထွက်ကြပြန်လေ၏ထို့နောက်ရေခမ်းချောင်းဤသောရေခမ်းတစ်ခုအနီးရောက်ကြပြန်ရာဖားတို့ကိုကြီးတို့ကထိုးစိတ်စားတောင်းနေကြ၍ဖားတို့ကငါတို့အားကြီးတို့ထိုးစိတ်စားတောက်ကပျက်စီးရခဲ့သို့ပင်စာလမင်းသည်တားမယားနှင့်တကွကြီးလင်းတာတို့ထိုးစိတ်စားတောက်ခြင်းခံရ၍ပျက်စီးပါစေတည်းဟုကျိန်ဆဲလေ၏ထိုစကားတို့မင်းနှင့်ပယောဟိတ်တို့ကြား၍ပယောဟိတ်ကမီးရာဖားတို့ကအရှင်ယောက်ကပင်စာလမင်းသည်ငါးပါးတီလာဟုဆိုအပ်တော့ကိုချင်းတရားမရှိရကတိုင်းပြည်အစာရေးစားရှားပါကုန်သဖြင့်ကြီးလင်းတာတို့အစာရေးစားရှားပါကုန်၏ထို့ကြောင့်ငါတို့အားစားတောက်ကြကုန်၏အကယ်၍သာမင်းသည်ကိုချင်းတရားငါးပါးတီလာပြေဝဆုံးလင်ပါမူတိုင်းပြည်ဝါပြုတ်၍အစာရေးစားပိုးများကကြီးလင်းတာတို့ဝါပြုတ်ကုန်သဖြင့်ငါတို့ချမ်းသာရကြမည်ဖြစ်သည်ဟုဆိုလေ၏ထိုအခါမင်းကြီးကအဘဲပယောဟိတ်ငါတို့အားငါးပါးတီလာကိုမျှမဆောင်ရှောက်ကိုချင်းတရားပြက်ပြားသဖြင့်
လူတွေမကတရိษံဖားတို့ကပါကျိန်ဆဲကြလေသည်လာလော့ပယောဟိပြန်ကြကုန်အံငါတို့သည်ငါးပါးတီလာကိုမပြတ်ဆောင်ရှောက်၍အထူးသဖြင့်တိုင်းပြည်အုပ်ချုပ်ကြကုန်အံဟုဆိုကပြန်ကြလေ၏နန်းတော်သို့ရောက်ရှင်မူမတ်ဗီနာပတိတို့နှင့်တကွအရာရှိအရာခံအားလုံးတို့အားပိစတီလာကိုကျင့်တရားငါးပါးတီလာကိုမဆောင်မနေရအမိန်ထုတ်ကာတနိုင်ငံလုံးသို့လည်းငါးပါးသောကိုကျင့်တရားတီလာတော်မြတ်ကိုစောင့်ကြစေဟုမောင်းကြီးနှင်းလှဲစီလေ၏ထိုအခါမှစ၍မင်းနှင့်တကွတပြည်လုံးကိုကျင့်တရားငါးပါးတီလာကိုစောင့်ထင်းသဖြင့်လူတိုင်းအေးနှင်းချမ်းသာ၍ကျက်စီရီမင်္ဂလာအဖျားဖျားတို့နှင့်ပြည့်စုံကြသတည်းဒီလိုပညာပေးပုံပြင်တွေကိုသဘောကျတယ်ဆို Mind Bloom Channel ကို Subscribe လုပ်ထားပါနော်။ကောင်းမွန်တဲ့နေ့လေးဖြစ်ပါစေ။